လေးကတော့မိသားစုရဲ့တူတူဝိဆောင်ကိုတလဲထားတဲ့ဗီဒီယိုလေးပဲဖြစ်ပါတယ်ပထမဆုံးညမှာတော့ဘနော် beach bar ကိုတွားလိုက်ပါတယ်မိုးတွင်းလေးဖြစ်နေတော့ beach bar အဖြစ်မှာထိုင်နေရခဲ့ပါညီမလေးတွေစင်တူကိုပြီးတော့မှဒီလိုမျိုးတွားရှိနေရအောင်နော်ခုတော့ဆန္ဒပြုတ်တော့ပါတယ်ဒါညချိန်မှာမိမိရှင်မရောက်ပါလားညနေတိမှုအချီချီလာလို့မရတော့တိမှုတူတူကိုထပ်ပြီးတော့မှ surprise နဲ့ရှူလာခဲ့ပါတယ်ဒါတော့မမရွေးပါတယ်တို့စရာအမတရားကြီးလေးတော့မိမိရှင်ကလည်းမရောက်တော့မိမိတူရက်တူလာတူဆိုမှာပါဒီလက်ဖက်နဲ့ခောက်စိတ်ပုတ်စားပါတယ်။ဒါတော့ဒါကိရင်းတာဆွေးနေဖြစ်ပါတယ်ဒါလီကတော့အမေဆုံးမလေးကိုဝိုင်းနိုင်ချင်းနေတဲ့အမနဲ့ရောက်ရှိပါတယ်။ဒါရီလည်းရှိတာတချင်းကြီးလည်းအားရပါရစီပေါ့နော်။မိသားစုရဲ့ပပအပြန်ဆိုတော့ဒီတင်လာအထက်နောက်မှာပေါ့နော်။ထောင်းဆိုင်လေးပြီးလို့ကလုံးထောင်းမှုစားချဖြစ်ပါတယ်။လက်ရရန်ကောင်းပါတယ်။ရတာလည်းရှိတယ်လို့တပွဲကိုစတိုက်ပဲ။ဘယ်နှပွဲတော့မှစားလိုက်လို့မမီတော့ပါဘူး။ထောင်းတမလည်းတူလို့ရဖြစ်မှာမလို့နော်။နှစ်ပွဲသုံးပွဲရိုးမှမထောင်းဘူး။တစ်ပွဲစီပဲထောင်းမရဘူး။အဲ့တော့ပို့ပြီးတော့မှစောင့်ရရောနော်။ရုပ်တရားလည်း share ကောင်းတယ်။ခုပြောရင်းနဲ့တော့မတေးကြလာဘူး။ဆက်စားလိုက်ချိုးစားလိုက်ပေါ့ဒါတော့လည်းဒီကိုဖြစ်ပါတယ်ချစ်ရှုပေးကြလို့အားလုံးချစ်စုများတမားလေးဒါတော့မိသားစုမတရားပါတဲ့သူတွေဖြစ်ပါတယ်